အကိုဒီမှာလေအလုတ်သမားလို့လားခင်ဗျဟာစိတ်ညစ်နေပါလဲဆိုမြန်တမျိုးသွားလူမလို့သေးဘူးဟဲ့တာအဲ့ရှိမှဆူညံနဲ့ဘာဖြစ်နေကြလဲဒီမှာပေါ့အမေအဲ့ရှိမှဆူညံနဲ့လာလောက်နေတာအေးစစ်ကိုမနေရအောင်မဟုတ်ပါဘူးကျွန်တော်ကဒီမှာအလုတ်လာရှာတာပါဟဲ့အောင်မင်းကငါမတွေ့ချင်တော့သွားတော့တာတော်တော့လေနင်မလို့ဖြစ်ညာလဲနင်သွားတော့သွားမမေတို့ကလည်းဘာမှန်းအောင်မသိဘူးတားလေးတယောက်တည်းရှိပါတယ်ဆိုပြောလို့ဆိုလို့မကောင်းအော်ဒါနဲ့တားဘယ်ရလဲတားဒီဘေးရွာပါတော့လေအမေနေမကောင်းတော့လေစေပိုးလေးလိုနေလို့အေးကွယ်တားရဲ့ဒေါ်လေးမျိုးတောင်းဝဲมาတယ်ကွယ်ခုနဒေါ်လေးတားလေ तू ကနည်းနည်းရိုင်းနေတားရဲ့ဒေါ်လေးလည်းသူ့မနိုင်တော့ဘူးတားရဲ့ရပါတယ်ဒေါ်လေး तू လည်းတနေ့လိမ်မှာသွားမှာပါအော်ဒါနဲ့ဒေါ်လေးတို့စီမှာလေအလုပ်လိုလားဒေါ်လေးအော်အေးအတော်ပဲဒေါ်လေးတို့စီမှာလည်းအလုပ်သမားလုပ်နေတာတားရဲ့ဒေါ်လေးတို့ကကြတော့ကွာဈေးရောက်တာဆိုတော့ကွာမနေ့ပိုင်းဆိုပစ္စည်းတွေချရတယ်လေအဲ့ဒီခါကျတော့ဒေါ်လေးနဲ့ဒေါ်လေးတာနှစ်ယောက်တည်းဆိုမနိုင်ဘူးတားလုံနိုင်လို့စင်ဒေါ်လေးတို့နဲ့လာလို့ရတယ်တားရဲ့ဟုတ်ဒေါ်လေးတားအကုန်လုံနိုင်တယ်ဒေါ်လေးအဲ့ဒါဆိုရင်တားအလုပ်ရပြီပေါ့နော်အေးဟုတ်တယ်တားမနေ့ပြန်ကြလို့ဆိုရင်လည်းဒေါ်လေးတို့စီမှာအလုပ်လာဆင်းလို့ရပြီနော်ဟုတ်ကျေးဇူးပါဒေါ်လေးအဲ့ဒါဆိုရင်တားပြန်လိုက်ဝင်တော့ဒေါ်လေးအော်အေးတားဂိမ်းဆိုင်ပြောင်းနော်အော်ခလေးလေးရလိမ်မလိုက်တာငါသားနဲ့များကွာပါအမေဘာလို့သူ့အလုပ်ခန့်တာလဲအမေရဲ့ဟဲ့ငါလိုလို့ငါခန့်တာဗောနေနဲ့ဘာဆိုင်လဲပြီးတော့ရင်နေလဲတက်တာတာဗောမဟုတ်လားပြီးတော့အဲ့ခလေးကနေ့ထက်အများကြီးလိမ်ပါတယ်ဟဲ့အမေတို့ကလည်းဒါပဲအများတန်းပြောနေတယ်ဟဲ့နေကဟုတ်မဟုတ်တာပြောရမှာဗောမနဲ့မိုးလေးမဲ့ဆိုရင်ကြက်တိုက်မယ်ဖဲရိုက်မယ်ဒါပဲသိတယ်မလားနေကမိဘကိုကူညီမယ်ပြုစုမယ်ဆိုတော့နှစ်ကောင်းထဲမှာမရှိဘူးနှစ်ုံလည်းပြောရလို့ငါလည်းအသက်ထွက်တော့မယ်အဲ့ဒါဆိုလည်းမပြောနဲ့ပေါ့အမေကတော်ပြီအမေကသွားတော့မယ်ဟဲ့ဘယ်သွားမလို့လဲဩပြောလို့မဆုံးသေးဘူးငါနဲ့ဟဲ့မွေးချိုးမနဲ့လိုက်တာငါသားတယောက်ရှိတာရင်လေးတယ်ဒေါ်လေးခိုင်းတာနဲ့သားလောက်ပါ යි နော်ပစ္စည်းလည်းချပါ යි ဒေါ်လေးရဲ့အော်အေးတာပင်မနေကြီးပေါ့အနားယူလိုက်အောင်နော်တာဒေါ်လေးလေတာစားဖို့အတွက်ခုံမမုတ်တင်ထားတယ်စားလိုက်အောင်နော်ဟုတ်ဒေါ်လေးဟုတ်ကျေးဇူးပါဒေါ်လေးအော်ဒါနဲ့ဒေါ်လေးဟိုကိုပဲသွားလဲတားရဲ့အဲ့ဒီတယောက်အကြောင်းတော့ပြောမနေနဲ့မိုးလေးနဲ့ဆိုရင်ကြက်တိုက်မယ်ဖဲရိုက်မယ်နေရာမပွင့်တယ်သူကအရင်ပွင့်နေပြီဒေါ်လေးလည်းသူ့တွေးပြီးစိတ်ပူမိရဲ့တားရဲ့တားလည်းသူ့ပြောလို့ရရင်ပြောပြအောင်ဟုတ်ကဲ့ပါဒေါ်လေးတားဝိုင်းပြောရမယ်နော်ဒေါ်လေးအဲ့ဒါစင်တာမုတ်သွားစားလိုက်ပါနော်အေးတားလေးငါတားလေးလည်းသူ့လူမသားလိမ့်မှန်ကောင်းပါပဲတားရဲ့တားဒေါ်လေးအကိုလေးအခုနောက်လည်းအပြင်ထွက်သွားတယ်ဒေါ်တူငယ်ချင်းကဘောကတ်မဆိုပြီးလာခေါ်ရတာဒေါ်တားအောင်ခေါ်သေးတယ်ဒေါ်လေးရဲ့တားအလုပ်ဆရာရှိပြီးတော့တားမလိုက်တာဒေါ်လေးရဲ့ရပါတယ်တားရဲ့တကယ်လို့မင်းလဲဘောလုံးကက်ချင်းနေဆိုရင်မင်းကိုနဲ့လိုက်သွားလိုက်လေတားဟုတ်ကဲ့ဒေါ်လေးဟုတ်ကျေးဇူးပါဒေါ်လေးအဲ့ဒါဆိုရင်ဒေါ်လေးအပြင်သွားလိုက်ပါနော်တားဟုတ်ဒေါ်လေးဟုတ်ဂီးဆိုင်သွားအောင်နော်ဒေါ်လေးအေးအမလေးလိမ်မိုက်တာဒါလေးရလဲ